တားကအိမ်ကိုကောင်းကောင်းပြန်လာတာပါအမေတားပြန်လာတဲ့လမ်းမှာအနှောက်အယှက်အခက်အခဲတွေကအများကြီးပဲအမေရဲ့တစ်ပင်ကြီးတွေကလည်းကောင်းကောင်းမပေါက်ကြဘူးစောင်းစောင်းကြီးတွေပေါက်လို့လေကွင်းကြီးတွေကလည်းလွမ်းဆွစရာတွေခူးလို့ဆွလို့မကုန်အောင်တီးပွင့်နေသလိုပါပဲအမေရဲ့လေတွေကလည်းလေတားပြန်လာမှတီလို့ထင်ပါရဲ့ခါတိုင်းတက်ပူပြီးယူယူနန်းနန်းတိုက်ကြလို့တားအတွက်ခလုတ်တိုက်เสียခဲလုံးတွေကိုလည်းတမင်ချထားကြသေးတယ်အမေကောင်းဝင်ကြီးကလည်းဒီနေ့ကြာမှပူပြီးအိုးဆိုင်ညှို့မိုင်းလို့လမ်းမှာဖွင့်နေတဲ့တချင်းကတော့တီအောင်နာရွာပါမူတဲ့အဲ့ဒါတားကိုတမင်ဆောင်းဆူနေတာပေါ့အမေရဲ့မြီးတစ်ကောင်နဲ့တားဖားနှစ်ယောက်ကိုအပြုတ်ပြောဖို့စောင်းနေတဲ့ပတ်ဝန်းကျင်ကလည်းရှိပါသေးတယ်ဒါပေမဲ့ဒီနေရာမှာတော့တားကပဲတားကပဲအဖေတားကပဲမြီးပူပြီးပြောလို့ကောင်းကြပြီပေါ့အမေတားထွက်သွားတော့က1980အမေအသက်49ဒီနေ့တားအသက်54နှစ်ထက်9နှစ်ငယ်သေးတယ်အဲ့ဒီတုန်းကတားကစပင်ရှည်နဲ့ဂျင်းပေါင်းမီနဲ့ဂျွန်လာဤမူးရီများအတစ်ဆက်ဆက်နဲ့ပတ်စံတော့မပါဘူးအမေတားဘူရာယုံမှာအိတ်တယ်လမ်းပေါ်မှာစာအုပ်ရောင်းတယ်အမေအိမ်မှာတနေ့လက်ဖေး3ခွက်စိတ်အေးလက်ရေးတောင်းနိုင်ခဲ့တဲ့တားဟာသူများတိုက်မှပဲလက်ဖေးတစ်ခွက်ကိုအနိုင်တောင်းနိုင်တော့တယ်အမေအဲ့ဒါຫນွေ10ခုမိုး10ခုစောင်း10ခုရှားသည့်ဥရုတွေအများကြီးပါအကြာကြီးပါအမေအဖြစ်အပျက်တွေကလည်းအများကြီးပါပဲအမေတဘဝတည်းနဲ့ဘဝပေါင်း950တခါတည်းတင်ဆက်ရတာလားလို့တားအတန်ထွက်ခဲ့ဘူးပါတယ်ဒါပေမဲ့အားလုံးချုပ်လိုက်တော့မြတ်စွာဘုရားရဲ့အနိစ္စဒုက္ခအနတ္တသုံးမျိုးတည်းမှာပါပဲအမေကဲအခုတားပြန်လာတော့2002အမေမရှိတော့ဘူးအမေရှိရင်အသက်80တားနှစ်ဖူးပေါ်ကစပင်တွေဘသူယူသွားကြပြီလဲမတက်နိုင်ဘူးအမေဘိုက်ပူတာကိုတော့ကိုယ်တိုင်မကြိုက်လို့1980လောက်ခရဲကစင်ချင်းနေမိလို့တိတ်တော့မစိုးပါဘူးတားအခုထိကြိုက်လို့မရပဲသုံးလို့ကောင်းတဲ့ပတ်စံတွေကိုလည်းတားတော်တော်ရှာတတ်လာပါပြီအမေမျိုးကလေးမှတော့ဦးလေးကိုလာမောင်စပယ်ညက်ဆိုင်မရှိတော့ဘူးအမေငယ်တငယ်ချင်းရဲမြစ်ကြီးကလည်းဘူရာမှာစပယ်ပန်းတွေရောင်းလို့ကဘာကြီးကလည်းနီးပညာအသက်ဆန်းတွေနဲ့ပူကြီးလို့ပူထွားလို့မိုးထိတိုက်ကြီးတွေမိုးပြန်လမ်းမကြီးတွေပူကြီးပူထွားသွားတော့လူသားဘဝကလည်းပူပြီးသေးငယ်သေးတိမ်သွားရပြီပေါ့တားကအဲ့ဒါကိုမခံနိုင်တာပါအမေကဘာကြီးကိုချိတ်ဆက်ထားတဲ့ကွန်ကရစ်လမ်းမကြီးတွေပိုရှည်လူသားဘဝတွေကိုတန်မိုးကျစေတဲ့စတော့ရှယ်ယာဈေးနှုန်းတွေပိုရှည်ကဘာကြီးကိုလူသားဘဝတွေကိုနေ့စဉ်၆လက်နေတဲ့စစ်အေးစစ်ပွဲကြီးတွေပိုရှည်တားမြောင်နေမှုတွေဟိုတုန်းကထက်ပိုရှည်တားစပင်တွေတော့တူသွားခဲ့ပြီအမေတားကနိုင်ငံရေးသမားမဟုတ်ပါဘူးအမေတားလဲပျော်ခြင်းတလူသူများတွေကိုလည်းပျော်ခြင်းမှာပဲလို့ကိုချင်းစာစိတ်လောက်ပဲထားနိုင်သူပါအမေတားအရက်တွေကိုကြိုက်ချင်လာတယ်အမေဒါပေမဲ့တားမကြိုက်ရဲဘူးအမေဆက်ပြီးဝန်ခံရအောင်မှာပါပဲသူရောင်မယ်လေးတွေကိုလည်းကြိုက်ချင်စိတ်တွေကလည်းတားတကူလုံးချစ်တောက်နေတာပါအမေဒါပေမဲ့ဒါကိုလည်းတားမရွေးရပါဘူးအမေကျွန်တော်နေတဲ့ကဘာကြီးကိုချစ်တယ်ကျွန်တော်နဲ့တူတဲ့လူသားတွေကိုချစ်တယ်ဒါကြောင့်ဝင်ပြီးမျှယူကူထမ်းဖို့ဆိုတာ
ပြောတော့လွယ်တယ်တော်တော်ခက်တာပဲအမေအမေဒါပေမဲ့မဟုတ်တာတွေလှုပ်ချင်ရင်ကိုဖြတ်စည်းခြင်းရင်တော့မခက်ဘူးလွယ်လိုက်တာအမေကြီးဒါပေမဲ့လောလောဆယ်တော့အခက်အခဲတွေကိုပဲဒါရွေးချက်ထားဆဲပါအမေတခါတလေတော့မကောင်းမှုနည်းနည်းလေးတွေကိုလူမသိသူမသိဒါလောက်တတ်ပါသေးတယ်ဒါမကြိုက်တာကဒါကဒါကိုယ်တိုင်တည်နေတာကိုပါထွက်သွားတာကနှစ်30ကျော်ကြာသွားပြီအဖြစ်ပြက်တွေက3ဘီလီယံမကတော့ဘူးဒါအတွက်တော့အမေကုံစရာကတော့3ခုလောက်ပဲရှိပါတယ်အမေ1ဇွန်လ၏မိုးရေများ2အရှုံးကြီးပဲဖြစ်ရမယ်နှစ်30မှာပတ်စံနဲ့လဲခဲ့ရတဲ့ဘဝတွေကငွေကြီးတန်ဖိုးမဖြတ်နိုင်တဲ့တားရဲ့တချင်းစာသားတချို့နဲ့ရုပ်ရှင်ချစ်သူပင်လဲနောက်ထပ်ကြပြာတူနက်နက်လေးတချို့နှစ်30ရဲ့အလွမ်းတွေအချစ်တွေအားလုံးပါအောင်ပင်ဆက်နိုင်လိုက်တဲ့တားရဲ့ပင်လဲစီးခြင်းပကြီးကား20ကိုရွေးချယ်မှုနဲ့ကိုဘဝဟာတည်ဆုံးရလာအောင်ပျက်စီးရခြင်းမှာအချစ်စိတ်နဲ့အသက်ရှင်ရခြင်းတန်ဖိုးနည်းနည်းလေးကိုပဲတားကုန်ယူမိတာပါအမေအရေးအတွက်နဲလို့တော့တော်တော်ရှက်စရာကောင်းတဲ့တားပါအမေဒါပေမဲ့တားကိုဂုဏ်ယူပါအမေတားကိုဂုဏ်ယူပါနဲ့အဆိုးများအတွက်ကဘာကြီးကိုဂုဏ်ယူပါအမေဂုံယူပါနဲ့တားအတိုင်းပါပဲအမေမြို့လေးတဲကစပင်အရှိဂျင်းမောင်းမီနဲ့ထောင်မကျိုးတဲ့လူငယ်လေးတယောက်ထွက်လာတယ်အမေမြို့လေးတဲကိုစပင်တူကျိုးရီကျဲတဲ့ပစိုးဘူတီဘတ်တီနဲ့ကြံရှိနေသေးတဲ့အသက်88နှစ်အဖေကိုကြောစရာပစ္စည်းတွေနဲ့ဒီလောက်အစောအတီးခံထားရတာတော့တောင်မကျိုးသေးတဲ့ငနေကြီးတကောင်ပြန်ဝင်လာတယ်အမေစုမမဟုတ်ဘူးဆိုတာတားသိပါတယ်တားကြပြာကိုချစ်လျက်ပါအမေတားထွက်သွားတော့ကလည်းဒီတိုင်းတားပြန်လာတော့လည်းဒီတိုင်းကဘာကြီးလှမ်းနေနိုင်သေးတာကြပြာเจ้าလို့ယုံကြည်လို့ပါအမေဒါကိုတော့တားကိုယ်တိုင်ဂုဏ်ယူပါတယ်အမေရေအကောင်းတွေရောအဆိုးတွေရောကဘာကြီးကပို့ပြီးပြောင်းလက်တိုးတက်လာတာအမှန်ပါပဲအမေကိုကြွေးကျင်တဲ့မုတ်အဆန်းအပြားတွေလည်းအများကြီးပေါ်ထွက်လာလျက်ပါပဲအမေဒါပေမဲ့ကျမကြီးတွေကကြက်ဥတွေကိုပဲဥလျက်ပါပဲနွားမကြီးကလည်းနွားကလေးတွေကိုပဲမွေးလျက်ပါပဲမကောင်းတာတွေ့ရင်ကောင်းအောင်လုပ်ရမယ်အခြေခံတရားကတော့အမေရှိစဉ်ကအတိုင်းမပြောင်းလဲဘူးဆိုတာပြောချင်တာပါပဲအမေကိုတိုင်တယ်ပြီးတားရေးချင်တာတွေရှောက်ရေးထားတဲ့ဒီကဗျာဟာအမေကိုမတိုင်တယ်လို့မဖြစ်ပါဘူးအမေဒါကတော့တားရဲ့ခွန်အားတွေဟာအမေအနောက်ကိုလိုက်လာဖို့မှသာအတွန်းဆုံးမရှိအားကောင်းမောင်းတန်စိတ်ညွတ်နေခဲ့လို့ပါပဲအမေရဲ့